Okay ကျွန်တော်တို့ဒီတစ်ခေါက်တော့ဟာသစာဘုတ်လေးတစ်ပုဒ်ကိုဘာသာပြန်ကြည့်ကြတာပေါ့လေဒီစာကတော့ elementary steps to understanding စာအုပ်မှာပါတဲ့စာပုဒ်လေးပေါ့သူက simple English နဲ့ရေးထားတာဖြစ်တဲ့အတွက်နားလေရသိပ်မခက်ဘူးမြန်မာဘာသာပြန်တဲ့ဖက်ကိုပဲကျွန်တော်တို့ဦးစားပေးပြီးတော့မြန်မာအရေးသားဖက်ကိုပဲလေ့လာကြည့်ကြတာပေါ့လေဒီစာလေးကျွန်တော် copy လိုက်မယ်โอเคဒါကတော့ခုနစာလေးကိုကျွန်တော် copy ယူထားလိုက်တာပေါ့လေ Jack worked in an office in a small town Jack ဟာတဲ့နော်စကားပြေနဲ့ပဲရေးလိုက်မယ်ဟိုစကားပြေနဲ့စကားပြောကိုခွေခွေချာချာဖြစ်အောင်ရက်ပြီးတဲ့ One day his boss said to himဆိုတော့ဒီမှာထည့်ပြောမှာကသူကအင်္ဂလိပ်စာမှာတော့သူက past tense ကိုရေးတာကြတော့သူကဒီမှာဒီဒါမျိုးသုံးထားတာပေါ့လေနော် past tense တွေသုံးထားတာပေါ့နော်ဒါပဲကျွန်တော်တို့မြန်မာမှာကြတော့ဒါမျိုးရေးလေးရေးထားမရှိဘူးမြန်မာမှာကစကားပြောသေးမှာသူ့အတိတ်ပဲထွက်ပြီးသားပုံများသောအားဖြင့်ကတော့မလိုဘူးပေါ့နော်တမင်အထူးပြုပြီးတော့ပြောခြင်းနဲ့နေရာမျိုးလောက်ကလွှင့်ရင်ကျွန်တော်တို့ past tense အတွက်ကိုဒီခဲ့ဆိုတဲ့အသုံးလုံးကိုထည့်နေကြမလို့ကျွန်တော်ဒါလေးကိုဖျက်လိုက်မယ် Okay so အလုပ်ရှင်ကပြောတယ် Jack I want you to go to Manchester to an office there to see Mr. Brown here's the address Jack Jack ဆိုတော့ J ရေပေါ့လေ Manchester ကရုံးတရုံးကိုတော်ပြီ Manchester တွေ့လိုက်ပါအောင်ပေါ့ဒီမှာလိုက်စာ Jack went to Manchester by train he left the station and thought the office isn't far from the station I find it easily Jack က Manchester ကိုရထားနဲ့သွားတယ်ပေါ့ဒါပြန်သွားသည်ဘူဒါကအထွက်မှာ he left the station ဘူဒါကအထွက်မှာ thought သူစဉ်းစားတယ်ပေါ့Okay နည်းနည်းတော့စာဆန်ဆန်လေးရေးလိုက်တာပေါ့လေဓာတ်ရဲ့ဘာသာပြန်တုံးတတိကြီးဖြစ်နေမှာဘယ်လိုစဉ်းစားမိလဲ The office isn't far from the station I find it easily ရုံးကဘူဒါနဲ့တိတ်မဝဲဘူးတဲ့ရုံးကဘူဒါအင်္ဂလိပ် sentence မှာတော့သူက subject လိုတာပေါ့လေကျွန်တော်တို့မြန်မာမှာကျတော့ subject မပါဘဲရေးလို့ရတယ်ဒါမျိုး But after an hour he was still looking for it တနားရီကြာတော့တဲ့အထိသူကအဲ့ဒါကိုရှာနေတော့မဲတယ်အဲ့ဒါဆိုတာဒီညမှာရုံးကိုပြောတာပေါ့လေဆိုတော့လေဒါနဲ့ပဲသူက so he stopped သူဒါနဲ့ပဲသူရက်ပြီးတော့ asked an old lady stop ကျွန်တော်တို့မှာ stop ကိုလည်းရက်လို့သုံးတယ်ရက်နေတာကိုလည်း stand ကိုလည်းရက်လို့သုံးတယ်ဆိုတော့နည်းနည်းတော့ဇာတ်ရှုပ်တာပေါ့နော်ရက်ကဒါပေမဲ့တို့ဖြင့်နေလိုက်တယ်ပေါ့မေးလိုက်တယ်ပေါ့ဗာမျိုးသမီးကဖြေတယ် she said go straight along this street ဒီလမ်းတိုင်းတက်သွားလိုက် turn to the left at the end ဆုံးရင်ဘေးဘက်ကို show and it's the second building on the right အဲ့ဒီမှာညာဘက်ရှမ်းပေါ့လေ on the right ဆိုတော့ညာဘက်ရှမ်းကဒုတိယတိုက်ပဲ Jack went and found it Jack လည်းဆက်သွားတယ်ပြီးတော့ရှာတွေ့သွားတယ်တဲ့ A few days later he went to the same city but again he did not find the office a few days laterရက်အနေငယ်ကြာတဲ့အချိန်မှာပေါ့လေရက်အနေငယ်ကြာတော့သူအဲ့ဒီမျိုးကိုပဲထပ်သွားရတဲ့သူ But again he did not find the office ဒီတစ်ခေါက်လည်းသူရှာမတွေ့ပြန်ဘူးပေါ့
so he asked someone the way ဒါနဲ့ပဲတရားရောက်ကိုလမ်းမေးတယ်ပေါ့နော်လမ်းမေးရပြန်ဒီလိုလုပ်လိုက်မယ်နည်းနည်းတွတ်စာကြောင်းလေးတွတ်တော့ it was the same old lady ဒီတစ်ခေါက်လမ်းမေးတဲ့သူကပထမတစ်ခေါက်မေးတဲ့သူပဲဖွားကြီးပဲဖြစ်နေတယ်ပေါ့နော်ဖွားကြီးတော့မဟုတ်ပါဘူးအမျိုးသမီးကြီးပေါ့ it was the same old lady ထိုအမျိုးသမီးပဲဖြစ်နေတယ်ထို she was very surprised တော်တော်အံ့ဩသွားတယ်သူမဒီအလွန်ဆက်ပြောလိုက်တယ်ဘာပြောလိုက်တယ်ဟုတ်တယ်နော်မင်းအဲ့ဒီနေရာကိုခုထိရှာနေတော့လား are you still looking for that place okay ဒီလောက်ပဲတူတူလေးပါပဲမင်းအခုထိရှာနေတော့ပဲလားလို့မေးလိုက်တယ်ဟိုမျိုးသမီးကြီးကစာကတော့ဒီလောက်ပဲပေါ့နော်ဒါပေမဲ့ဒီစာတွေကိုကြည့်လိုက်တော့ကျွန်တော်တို့စာကြောင်းတွေအသေးကြီးဖြစ်နေတာပေါ့နော်တစ်ကြောင်းပြီးတစ်ကြောင်းဆက်အားနေတယ်ဆိုတော့ဒီစာကိုကျွန်တော်တို့တကယ်တမ်းအပြင်မှာသုံးမယ်ဆိုရင်ရောင်းတန်းဝင်ဖို့လိုမှာပေါ့လေနော်ဆိုတော့ရောင်းတန်းဝင်ဖို့အတွက်ကိုနည်းနည်းထက်ပြင်ရအောင်ပါပေါ့လေဆိုတော့တူထော်လဲတယ်ပြင်ကြည့်ရတာပေါ့ရက်ခါမျိုးငယ်လေးတစ်မျိုးရှိယုံကြည်နေလောက်ဒီလှုပ်ရှင်ကသူ့လှုပ်ရှင်ကသူ့ကိုပြောတယ်ဆိုတာမျိုးဒီသူ့ကိုဖြုတ်ပြလိုက်မယ်နော်လှုပ်ရှင်ကသူ့ကိုပြောတယ်ပေါ့ယုံတယုံကိုလို့မျိုးစီလို့လောက်လိုက်မယ်ကျွန်တော်ယုံတယုံစီတော်ပြီး Mr. Brown နဲ့တွေ့လိုက်အောင်ပေါ့ဒီမှာလိပ်စာရောဒီမှာလိပ်စာရောဒီမှာလိပ်စာ Jack went to Manchester by train Jack အဲ့လေ Manchester ကိုထားရောက်သွားတယ်လို့လောက်လိုက်မယ်ကျွန်တော်ထားပြန်သွားသည်ဆိုတာမျိုးတဲ့အတိတ်ပဲကတော့နည်းနည်းကွာတော့ပြီပေါ့နော်မဝင်နဲ့ဒါပေမဲ့ background အတိတ်ပဲကတော့တူတယ်ဒီစကလုံးကိုတိုက်ရိုက်ဘာသာပြန်တဲ့ဟိုပါရင်ဟာပဲနည်းနည်းကွာတော့မှာပေါ့ဆိုတော့လေတနားရကြသေးပြီရုံးကိုရှာနေရစေပေါ့နော်ရှာနေရစေဆိုတာကိုကျွန်တော်နည်းနည်းပြောင်းလိုက်မယ်ရုံးကိုရှာမတွေ့သေးပဲโอเคဖြင့်သူဒီနင်းရှိလို့လောက်လိုက်မယ်ရက်ကာဆိုတာကိုကျွန်တော်သိပထမတစ်ခေါက်တည်းကသိအာရုံမတွေ့ဘူးဆိုပြန်သူကနင်းရှိမျိုးသမီးကသူ့ကိုမေးလိုက်တယ်အမျိုးသမီးကဖြေတယ်အမျိုးသမီးကဖြေလောက်လိုက်မယ်ဒီလမ်းတိုင်းတည့်တော့လိုက်လမ်းဆုံးရင်ဘယ်ဘက်ကိုရှိုးအဲ့မှာညာဘက်ကျန်ကဒုတိယတိုက်ပဲ jet လေဆက်သွားရဟိုဟာလောက်လိုက်မယ်အမျိုးသမီးဒီအတိုင်းဆက်သွားရုံးဝရှာတွေ့တော့ဒီပေါ့ few days later ခုခေါက်လဲရုံးဝရှာမတွေ့နေနာရှိတော့လောက်လိုက်မယ်နေနာရှိတရားကိုလမ်းမေးရပြန်ဒီပေါ့ဆိုတော့ဆက်မရှိဘူးထိုမျိုးသမီးဖြတ်နေပြန်သည်ဆိုတော့အဲ့ဒီလောလာပထမတစ်ချိန်ကမေးခဲ့သည့်အမျိုးသမီးပင်ဖြစ်နေပြန်သည်ပေါ့ပြောလိုက်ပြီမင်းအဲ့ဒီနေရာကိုအခုထိရှာနေတုံးလားဆိုရှာမတွေ့သေးဘူးလားလို့ပြောလိုက်ရှာမတွေ့သေးဘူးလားโอเคဒါဒီလိုပုံလေးဟောတယ်ပေါ့ရောင်းတန်းတော့ဝင်တော့ပြီပေါ့လေဒါကတော့ဘာသာပြန်ပေါ့ဒီစာကိုပဲကျွန်တော်တို့ကမြန်မာဆန်ရေးရှင်တယ်ပဲဆိုလိုက်ပါတော့သူကစကလုံးတွေက Jack တို့ Manchester တို့အဲ့ဒါမျိုးတွေကနည်းနည်းဝင်ဖြစ်နေတာဟိုကျွန်တော်တို့ဘက်မှာနားနေကြထောက်နေတာပေါ့နော်ဒါဆိုကျွန်တော်တို့ကဒါကိုမြန်မာမှုပြုကြည့်တာပေါ့မြန်မာမှုပြုကြည့်လိုက်မယ်ဒီစကလုံးတွေကို
ဆိုတော့ကျွန်တော်တို့ Jack ကိုဗမာနာမည်တစ်လုံးပေးလိုက်မယ်ပေါ့လေမောင်ဘပေါ့မောင်โอเคမောင်ဘပေါ့မောင်ဘမြို့ငယ်လေးတစ်မျိုးကယုံတယုံဆိုတော့ဆိုတော့ဘာတာမွေကကုမ္ပဏီတစ်ခုပေါ့လေโอเคမောင်ဘတာမွေကကုမ္ပဏီတစ်ခုမှာလုပ်တယ်တရတော့လောက်ရှင်ကသူ့ကိုပြောတယ်ချက်မဟုတ်တော့မောင်ဘပေါ့မောင်ဘရဲ့မန်ချက်စတာဆိုတော့မန်ချက်စတာဆိုတော့မန္တလေးပေါ့လေမန္တလေးကယုံတယုံစီတွားပြီးဆိုတော့ဟိုလောက်လိုက်မယ်မန္တလေးယုံလို့လောက်လိုက်မယ်မန္တလေးယုံကိုတွားပြီးမန္တလေးယုံကိုတွားပြီးโอเคမစ္စတာဘရောင်းဆိုတော့မစ္စတာဘရောင်းဆိုတော့ဥညိုပေါ့လေမန္တလေးယုံကိုတော့ဥညွန်နဲ့တွေ့လိုက်ပါအောင်အဲ့ဒီမှာလိပ်စာโอเคဆိုတော့မောင်ဘကလည်းမန္တလေးကိုသွားတာပေါ့လေဒီတုန်းကမောင်ဘလည်းမန္တလေးတနအီကြာတော့ဒီအထိအဲ့ဒီလိုလုပ်လိုက်မယ်တနအီခန့်တာကြာတော့ဒီတနအီခန့်တာကြာတော့ဒီဒီယုံကိုရှာမတွေ့သေးပဲပေါ့ဒီထိုမျိုးတော့မန္တလေးပေါ့လေဒီလိုလုပ်လိုက်မန္တလေးတော့ထပ်တော့ရပြန်ပြီလုပ်လိုက်မယ်ဒီမန္တလေးတော့ထပ်တော့ရပြန်ပြီဒီတစ်ခေါက်လည်းသူကရုံးကိုချမတွေ့ဘူးပေါ့ရုပ်ရင်းလည်းတော့အင်းနာရှိတယောက်ကိုလမ်းမေးရပြန်ပြီโอเคတိတ်ပြောင်းပြန်မလို့ဒါတွေကထားပါတော့မင်းအဲ့ဒီညာကိုခုထိချမတွေ့သေးဘူးလားဆိုတော့ဆိုလိုက်ပါတော့ငါတူရယ်ပေါ့ငါတူရယ်မင်းနေခုထိဆိုတော့ခုထိရှာမတွေ့သေးဘူးလားကွယ်โอเคဆိုတော့ဘုံမှာတော့ပေါက်တော့ပြီတော့စာလုံးတွေမျိုးတွေကိုပြောင်းလိုက်တော့ original မြန်မာဟာတာတယ်လို့ပါတယ်လို့ဖြစ်သွားတာပေါ့လေအကောင်းစင်မှာတက်ပေးလိုက်မယ်အကောင်းစင်မှာတက်ပေးလိုက်မယ်ရှာရခက်လိုက်ပုံများပေါ့ပုံများโอเคဆိုတော့ဒါကျွန်တော်နောက်ဆုံး short တက်ပေါ့နော်ဒီလောက်ဆိုရင်တော့အဆင်ပြေလောက်ပါတယ်လောက်အခုကျွန်တော်တို့လေ့လာခဲ့တဲ့စာပုဒ်ရဲ့မူရင်းအင်္ဂလိပ်စာသားတွေနဲ့ဗမာဘာသာပြန်ထားတဲ့စာသားတွေကိုကျွန်တော်နည်းနည်းအ short တက်ပြီးရင်ဒီ Facebook page မှာတင်ထားလိုက်ပါမယ်ကြုံရင်ဝင်ကြည့်လိုက်ပေါ့နော်โอเคဆိုတော့ဒီတစ်ခေါက်တော့ဒီလောက်ပါပဲနောက်တစ်ခါကြာမှာပဲစုံတာပေါ့